ကိုယ့်ရဲ့အားသာချက်နဲ့အားနည်းချက်တွေ accurate self assessment ကိုသိခြင်းဟာဉာဏ်ပညာအားလုံးရဲ့အစဖြစ်တယ်လို့ Greek အတွေးခေါ်ပညာရှင်ကြီး Aristotle ကပြောခဲ့ပါတယ်။ဘဝမှာအခက်ခဲဆုံးအရာကကိုသိဖို့ပါ။လူတစ်ယောက်ဟာပြင်ပပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေအပြင်အတွင်းတဏ္ဍာမှာရှိတဲ့အရေးအသွေးတွေကိုလည်းအသေးချာသိရှိနားလည်ဖို့လိုပါတယ်။အထူးသဖြင့်စံစမ်းမပြတ်တိုးတက်မှုကိုလူလားသူတွေအနေနဲ့မိမိရဲ့အားသာချက်နဲ့အားနည်းချက်တွေအကြောင်းကိုထဲထဲဝင်ဝင်စမ်းစစ်ထားသင့်ပါတယ်။ဒီလိုကိုအမှန်တိုင်းသိအောင်စမ်းစစ်အကဲဖြတ်တာကို accurate self assessment လို့ခေါ်ပါတယ်။ကိုဘယ်လိုလူလဲဆိုတာကိုသိလာစေဖို့ emotional intelligence စာအုပ်ကိုရေးသားခဲ့တဲ့ Daniel Goleman ကတော့တိကျတဲ့မိမိကိုယ်စမ်းစစ်မှုဆိုတာကိုယ့်ရဲ့အတွင်းမှာရှိတဲ့လုံနိုင်စွမ်းအရေးအသွေးအားသာချက်အားနည်းချက်အစရှိတာတွေကိုသိအောင်လုပ်ပြီးလက်ခံပေးရတဲ့ဖြစ်စဉ်တစ်ခုလို့ဆိုခဲ့ပါတယ်။ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုသိအောင်လုပ်ထားခြင်းအပြင်ကိုဘယ်လိုလူလဲဆိုတာကိုတည်ချာသိလာတယ်။ဘဝဟာပိုလေးနက်လာပါတယ်။ကိုသိလာတဲ့အခါပြင်စရာရှိတဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုပြင်နိုင်လာမယ်။ကိုယ့်ရဲ့အားသာချက်တွေကိုအသုံးချပြီးဒီထက်ပိုတိုးတက်လာအောင်ဘယ်လိုလုပ်ရမယ်ဆိုတာနားလည်လာမယ်။ဒါကြောင့်မိမိရဲ့အားသာချက်အားနည်းချက်တွေကိုအမှန်တိုင်းသိအောင်လုပ်ထားဖို့ကအရေးကြီးရတာပါ။အရှိကိုအရှိအတိုင်းသာကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုအရှိအတိုင်းမသိတဲ့အခါကိုအလွန်အမင်းအထင်ကြီးလွန်းခြင်းကိုမှရှိတာထက်လျော့ပြီးအထင်သေးမိခြင်းတွေဖြစ်ပေါ်တတ်ပါတယ်။ကိုအထင်ကြီးလွန်းတာကလည်းအစွန်းတစ်ဖက်ဖြစ်တယ်လို့အထင်သေးလွန်းတာကလည်းအစွန်းတစ်ဖက်ပါပဲ။လူရာထက်ပိုပြီးအထင်ကြီးလွန်းတဲ့အခါယုံကြည်မှုလွန်ကဲပြီးလက်တွေ့မဆန်တဲ့မျှော်မှန်းချက်တွေကြောင့်ပူလောင်ရတယ်။ကိုရှိတာထက်ရော့ပြီးအထင်သေးမိတဲ့အခါမှာလည်းဘာကိုပဲလုပ်ယုံကြည်မှုမရှိပဲတငင်စိတ်တွေနဲ့သာပင်ပန်းနေရပါတယ်။တကယ်အရှိတရားထက်ပိုတွေးတာရှော့တွေးတာတွေလုပ်ရင်ကြာလာတဲ့အခါတကယ်စစ်မှန်တဲ့ပဂတိအရှိတရားနဲ့ဝေးသက်ဝေးကွာလာမယ်။ဘယ်ဟာကကိုယ့်ရဲ့ပဂတိဆိုတာအမှန်အမှားမဝေခွဲနိုင်တော့ပဲကြာလာရင်အမှားကိုအမှန်ထင်မိသွားတတ်ပါတယ်။စိတ်ဖိစီးမှုတွေများလာပြီးကိုလေးစားမှုယုံကြည်မှုတွေပျောက်ဆုံးလာပါလိမ့်မယ်။ကိုနဲ့အဆင်မပြေတဲ့အခါကိုနဲ့ပေါင်းသင်းဆက်ဆံရတဲ့ဆက်ဆံရေးတွေကိုပါထိခိုက်လာနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုအရှိတိုင်းသိဖို့လိုပါတယ်။အဲ့တော့မိမိရဲ့အားသာချက်အားနည်းချက်တွေကိုပိုသိလာအောင်လက်တွေ့စမ်းသပ်ကြည့်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။တစ်ကိုပုံမှန်ပြန်လည်သုံးသပ်ကြည့်ပါ။ဒီနေ့တာမှာမိမိရဲ့အတွေ့တွေခံစားမှုတွေအပြုတ်မှုတွေကိုပြန်လည်သုံးသပ်ဖို့အတွက်အချိန်လေးသတ်မှတ်ထားပါ။အဲ့အချိန်မှာကိုတနေ့တာဘာတွေတွေးခဲ့တယ်မနက်ကနေညအထိဘယ်အချိန်မှာဘလို့ခံစားမှုတွေဖြစ်ခဲ့တယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုပြန်လည်သုံးသပ်ပါဒီအတိုင်းစဉ်းစားလို့မရရင်စာနဲ့ချရေးပါရိုးရှင်းတဲ့မိကွန်းတွေကိုဖြည့်ပြီးနေ့စဉ်မှတ်တမ်းပြုစုပါဘလို့မျိုးလဲဆိုရင်နေ့စဉ်အချိန်တစ်ခုသတ်မှတ်ပါစံပလန်စူးစူးညံ့ညံ့အနှောက်အယှက်တွေကင်းနိုင်လောက်တဲ့အချိန်တစ်ခုကိုရွေးချယ်ပါတင်းလျော်တာကမနက်စောနေ့လယ်စာစားချိန်သို့မဟုတ်အိပ်ရမဝင်ခင်ပေါ့တက်တောင့်တက်တာနေရာလေးတစ်ခုဖန်တီးပါကို့အတွက်စိတ်အေးလက်အေးဖြစ်မဲ့နေရာကိုရှာပါအလုပ်စပွဲခြံထဲကပန်းချံကိုယ့်ရဲ့အခန်းထဲကကတင်ဖျားကမ်းမတောင်ဖြစ်နိုင်ပါတယ်ရိုးရှင်းတဲ့မိကွန်းလေးတွေမေးပါကိုယ့်ရဲ့နေ့စဉ်အတွေ့အကြုံနဲ့ပတ်သက်တဲ့ရိုးရှင်းမိကွန်းတွေနဲ့စတင်ပါဥပမာဒီနေ့ဘာလုပ်ခဲ့လဲဒီနေ့ကိုဂုဏ်ယူမိတာကဘာလဲဒီနေ့ကိုဘာအတွက်ကျေးဇူးတင်မိလဲဘလို့စိန်ခေါ်မှုတွေကြုံခဲ့လဲဒီစိန်ခေါ်မှုတွေကိုဘလို့တုံ့ပြန်ခဲ့လဲဒီနေ့ပေါင်းသင်းဆက်ဆံရေးတွေကိုဘလို့တိုးတက်အောင်လုပ်ခဲ့လဲဒီနေ့ကို့အကြောင်းဘာသိခဲ့လဲဒီနေ့လုံးဘလို့ခံစားခဲ့ရလဲဘာကြောက်လဲအနာဂတ်မှာအလားတူအတွေ့အကြုံတွေကိုပိုကောင်းအောင်ဘလို့ကင်တွယ်နိုင်မလဲအခုလှုပ်ဆောင်ချက်တွေကရေရှည်ရည်မှန်းချက်တွေနဲ့ဘလို့ကိုက်ညီမှုရှိနေလဲဒီနေ့လုပ်ရက်တွေကကိုပြုပြင်ချင်တာလေးတွေများရှိခဲ့လားအဖြေများကိုရေးပါဖြေထားတဲ့အဖြေတွေကိုမှတ်တမ်းတင်ဖို့မှတ်စုစာအုပ် diary စာအုပ်ဖုန်းထဲက notebook တစ်ခုကိုအသုံးပြုပါစကားလုံးတွေအစီအငုံမတက်မှာမစိုးရိမ်ပါနဲ့ကိုယ့်ရဲ့ရိုးသားတဲ့အတွေ့တွေခံစားချက်တွေကိုဖန်ယူလို့ရရင်အဆင်ပြေပါပြီတုတ်ပြန်ချက်တွေကိုဆင်ခြင်ပါစာရေးပြီးတဲ့နောက်ရေးထားတာကိုခဏလောက်စဉ်းစားပါကိုသေချာနားလည်ဖို့ကိုညီနိုင်မဲ့အမြင်တွေရှုထောင့်တွေကိုရှာပါအပြုသဘောဆောင်တဲ့မှတ်ချက်နဲ့အဆုံးသတ်ပါကိုအပြုသဘောဆောင်တဲ့အရာတစ်ခုခုကိုအတိအမှတ်ပြုခြင်းဒါမှမဟုတ်နောက်တစ်နေ့အတွက်တင်းငယ်ပြီးအောင်မြင်နိုင်လောက်တဲ့ရည်မှန်းချက်တစ်ခုကိုချမှတ်ခြင်းနဲ့အတွေးကိုအဆုံးသတ်ပါ
နှစ်ကို့အနီးကလူတွေစီကမှတ်ချက်တောင်းပါကိုနဲ့အနီးဆုံးမှာရှိတဲ့မိသားစုဝင်တွေအချစ်ဆုံးတငယ်ချင်းတွေနဲ့ကို့ကိုတင်ပြပေးတဲ့ဆရာတွေကိုကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေအကြောင်းမှတ်ချက်ပြုပေးဖို့တောင်းဆိုပါတခါတလေကိုတောင်သတိမထားမိတဲ့အချက်တွေကိုကို့ဘေးမှာရှိတဲ့သူတွေပြောမှသိရတာမျိုးလည်းရှိပါတယ်မေးတဲ့အခါမှာကို့အပေါ်တကယ်စေတနာကောင်းထားတဲ့သူကိုယုံကြည်ရတဲ့သူတွေကိုရွေးချယ်ဖို့တော့လိုအပ်ပါတယ်၃သတိနဲ့နေတဲ့အလေးအကျင့်အချိန်တိုင်းမှာသတိနဲ့နေတဲ့အလေးအကျင့်ဟာလည်းမိမိကိုယ်ကိုပြန်လည်ဆန်းစစ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်ဘာလို့ပဲလို့သတိလေးနဲ့လုပ်တဲ့အခါကိုယ်စိတ်အကြောင်းကိုကောင်းကောင်းသိလာပြီးကိုယ်ဘယ်နေရာတွေမှာအားသန်လဲဘယ်နေရာတွေမှာတော့အားနည်းနေသလဲဆိုတာသိချာသိလာပါလိမ့်မယ်ဒါကတော့မိမိကိုယ်ကိုဘယ်လိုပြန်လည်သုံးသပ်လို့ရမလဲဆိုတဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်လုပ်ငန်းစဉ်လေးကရိုးရှင်းပါတယ်ထူးထူးအများကြီးမလိုအပ်ပါဘူးဒီလိုနေ့စဉ်ဆင်ခြင်ရဲ့အဖြစ်အချိန်ကြာလာတဲ့နဲ့အမျှနှက်ဆိုင်တဲ့အမြင်တွေရစီပြီးဘဝမှာအဓိပ္ပာယ်ရှိတဲ့အပြောင်းလဲတွေကိုဖြစ်စေနိုင်ပါတယ်ရရှိနိုင်တဲ့အကျိုးတရားတွေအခုလိုကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုအရှိကိုအရှိတိုင်းရိုးရိုးသားသားလက်ခံပြီးသိအောင်လုပ်ထားတဲ့အခါမှာကိုယ်ဘယ်နေရာတွေမှာကျွမ်းကျင်ပြီးဘယ်နေရာတွေမှာတော့ဒီချက်ပို့ပြီးတိုးတက်အောင်ကြိုးစားတင်လဲဆိုတာသိလာတယ်ကိုယ့်ရဲ့အရေးရှင်းတွေနဲ့ကိုက်ညီတဲ့လက်တွေ့ပြီးမြောက်အောင်မြင်နိုင်တဲ့ပန်းနိုင်တွေကိုရွေးချယ်ချမှတ်တတ်လာတယ်ကိုရိုးသားမှုလေးစားမှုရှိတဲ့အတွက်တခြားသူကိုလည်းရိုးရိုးသားသားလေးစားဆက်ဆံတက်လာလို့ပေါင်းတင်ဆက်ဆက်ရေးမှာအဆင်ပြေလာတယ်ကိုဘလူလူလဲဆိုတာတိတိကျကျသိပြီးကိုဖြစ်ချင်တဲ့ဘဝနေထိုင်မှုပုံစံကိုဖန်တီးပုံဖော်နိုင်တယ်ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်းကိုယ့်ရဲ့တန်ဖိုးထားမှုဘဝရည်မှန်းချက်ပန်းနိုင်တွေနဲ့ကိုက်ညီတဲ့ဆုံးဖြတ်ချက်တွေကိုရွေးချယ်တက်လာပါတယ်မိမိရဲ့အားနည်းချက်တွေ့ရတဲ့အခါဂရုဏာစိတ်လေးနဲ့ထွေးပွေးလိုက်ပါကိုအမှန်တိုင်းစမ်းစစ်ကြတဲ့အခါကိုယ့်ရဲ့အားသာချက်တွေကိုသိတာကသိပြီးကိစ္စမရှိပေမဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုတွေ့တဲ့အခါမှာတော့မိမိကိုယ်ကိုအပြစ်တင်ခြင်းလက်မခံနိုင်ခြင်းစိတ်သက်ကြခြင်းတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့ကောင်းတဲ့အချက်တွေရောမကောင်းတဲ့အချက်တွေကိုပါလက်ခံနိုင်မှသာလမ်းမှန်ပေါ်ရောက်ပြီးတိုးတက်မှုစီဦးတည်နိုင်မှာဖြစ်ပါတယ်ဒီလိုဆိုတော့ကိုယ့်ရဲ့အားနည်းချက်တွေကိုဖုံးကွယ်မထားဘဲရိုးရိုးသားသားလက်ခံပေးလိုက်ပါအားနည်းချက်တွေကြောင့်မကောင်းတဲ့ခံစားမှုတွေဖြစ်လာရင်ကိုဂရုဏာစိတ်ကလေးနဲ့ထွေးပွေးလိုက်ပါလူဆိုတာအချိန်တိုင်းပြောင်းလဲနိုင်ပါတယ်ဆိုလိုတာကကိုယ့်ရဲ့အားနည်းချက်တွေဟာအမြဲတမ်းပဲအားနည်းမနေနိုင်သလိုတချို့အားသာချက်တွေဆိုတာကလည်းမသုံးဝဲထားပါများရင်အားနည်းသွားနိုင်ပါတယ်ဒါကြောင့်မိမိရဲ့အားသာချက်အားနည်းချက်တွေကိုအမှန်တိုင်းသိအောင်ပုံမှန်ပြန်လည်သုံးသပ်ပြီးတိုးမြှင့်ဖို့လိုအပ်တဲ့အလေးအကျင့်တွေကိုစူးစမ်းဖြည့်ဆည်းသွားရမှာပဲဖြစ်ပါတယ်